အားလုံးပဲမင်္ဂလာပါ Red Manchester Channel ကနေပြန်လဲကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ကျွန်တော်တို့ကလပ်အသင်းနဲ့ပတ်သက်ပြီးတော့မဲတော်မှာဖော်ပြထားတဲ့စိတ်ဝင်စားဖို့ရကောင်းတဲ့ဒီသတင်းတွေကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်လက်တလုံးမှာဒီဒီဇင်ဘာလေးကိုလည်းရောက်လာပြီဇန်နဝါရီအပြောင်းအရွှေ့ကလည်းမကြာမီမှာစတင်တော့မှာဖြစ်တဲ့အတွက်ဒီကစားသမားအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့သတင်းတွေတော်တော်များများကလည်းအရင်ထက်ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းလာတဲ့အခြေအနေမျိုးရှိပါတယ်ကျွန်တော်တို့ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ကတော့ဒီ transfer မဟုတ်ဘဲနဲ့ကျွန်တော်တို့ကလပ်တင်ရဲ့ဒီအဓိကကစားသမား2ယောက်ဖြစ်တဲ့ဒီ Patrick Troku နဲ့ဒီ Carlos Casemiro ဒီ2ယောက်စလုံးကလက်တလုံးမှာအဝါကက်၄ကက်ရရှိထားတဲ့အနေအထားဖြစ်တယ်အကယ်၍ဒီလာမဲ့ဝက်ဆန်တဲ့ပွဲမှာအဝါကက်တကက်ထပ်ပြီးတော့ထိခဲ့မယ်ဆိုရင်တော့ပရီးမီးယားလိရဲ့ဒီစီးမြင်ရပရီးမီးယားလိကိုဒီ FA ကနေပြီးတော့ကင်တွယ်တယ်ဒီနေ့မှာကျွန်တော်နည်းနည်းလေးတော့ကျွန်တော်ပြောပြခြင်းတယ်ဒီ FA ဆိုတာကဒီ FA ဖလားပြန်ပွဲကိုကျွန်တော်ဆိုလိုတာမဟုတ်ဘူးဒီအင်္ဂလန်ပရီးမီးယားလိကိုကင်တွယ်တဲ့အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ပေါ့လေဒီအဖွဲ့ချုပ်ကဒီပရီးမီးယားလိမှာပထမဆုံးကစားတဲ့16ပွဲမှာကစားသမားတစ်ယောက်ကဒီအဝါကက်9ကက်ထိခဲ့မယ်ဆိုရင်ဒီတပွဲပဲရမယ်ဆိုပြီးတော့ဒီစင်းမြင့်တက်မှတ်ထားတာရှိတယ်လက်တလုံးမှာတော့ဒီအသင်းကကစားသမား2ယောက်ဖြစ်တဲ့ Troku နဲ့ Casemiro ဒီ2ယောက်ကအဝါကက်4ကက်ထိထားတယ်ဝက်ဆန်တဲ့ပွဲမှာအဝါကက်တကက်ထပ်ပြီးတော့ထိမယ်ဆိုရင်တော့ဒါမဲ့ပွဲမှာတော့အထူးသဖြင့်တော့ကျွန်တော်ဒါ Casemiro ပေါ့လေအဝါကက်ခဏခဏထိတယ်ဒီ Casemiro အနေနဲ့ဒီတပွဲပဲခံရမယ်ဒီထားမျိုးနဲ့ရင်ဆိုင်ရဖို့ရှိတယ်ကက်စီမပါတဲ့ကွန်းလယ်နဲ့ကျွန်တော်တို့ဒီပွဲကိုကြည့်ရမယ်အနေထားမျိုးလည်းဖြစ်လာနိုင်ပါတယ်ဒီတော့ဒါနည်းနည်းလေးတော့လောဆယ်ဒီရုံးကန်နေရတဲ့အနေထားမျိုးမှာစိုးရင်စရာတော့ကောင်းတယ်ကက်စီဝါကက်မထိပါစေနဲ့လို့ပဲကျွန်တော်တို့ဒါဆူတောင်းရမယ့်အနေထားမျိုးဖြစ်ပါတယ်နောက်ထပ်ဒီ transfer သတင်းတွေကိုကြည့်မယ်ဆိုရင်တော့ဒီ Watchman Wayland ကတော့ကလပ်အသင်းကနေထွက်ခွာဖို့အတွက်တေချာတဲ့အနေအထားမျိုးဖြစ်သွားပြီလို့ကျွန်တော်တို့ဒါပြောလို့ရတယ်။ဘာဖြစ်လဲဆိုတော့ဒီနာပိုလီနဲ့အငှားစာချုပ်ချုပ်တဲ့အချိန်တုန်းကအကယ်၍နာပိုလီသာချန်ပီယံလိဝင်ခွင့်ရခဲ့မယ်ဆိုရင်ဒီကစားသမားကိုကျွန်တော်တို့ကလပ်အသင်းကနေပြီးတော့ဒါပေါင်35တန်းနဲ့အပြီးသက်ဝယ်ယူရမယ်ဆိုတဲ့သဘောတူညီချက်ပါတယ်။လက်တလုံးမှာလည်းနာပိုလီကဒီစီးရီရဲ့ဒီတေဘယ်ဇယားမှာကြည့်မယ်ဆိုရင်အဆင့်နှစ်မှာရှိနေတယ်။ထိတ်ဆုံးကအသင်းနဲ့လည်းအမှတ်ကွာခြားမှုမရှိဘူး။အနည်းဆုံးတော့ဒီချန်ပီယံလိဝင်ခွင့်ကိုရာသီကုန်မှာအသေးချာပေါက်ရနိုင်တဲ့အနေအထားမျိုးဖြစ်တဲ့အတွက်ကျွန်တော်ကလပ်တင်ကအချိန်လေးကောင်းနေတဲ့အနေအထားမျိုးဖြစ်တယ်။နောက်ထပ်အသင်းရဲ့တိုက်စစ်မှုတစ်ယောက်ဖြစ်တဲ့ Joshua Zirkzee ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ဒီရိုမာအသင်းက Zirkzee ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတာအချိန်ကာလတော်တော်ကြာခဲ့ပြီ။ပြီးခဲ့တဲ့ကာလတွေမှာလည်းကစားသမားရဲ့ agent တွေနဲ့ဒီရိုမာတင်ရဲ့တာဝန်ရှိသူတွေဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးတော့သိရတဲ့အနေအထားမျိုးဖြစ်တယ်။သို့ပေမဲ့ပြီးခဲ့တဲ့ဒီနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ Joshua Zirkzee ကအသင်းအတွက်ဂိုးသွင်းခဲ့အပြီးမှာတော့ကစားသမားကကျွန်တော်တို့ကလပ်အသင်းမှာပဲပျော်ရွှင်နေတယ်သူအနေနဲ့အသင်းနဲ့ပဲရှေ့ဆက်သွားဖို့ဆန္ဒရှိတယ်လို့ဒီတုံ့ပြန်ခဲ့အပြီးမှာတော့ရိုမာအသင်းရဲ့တာဝန်ရှိသူတွေကတခြား target တွေကိုပဲပြောင်းပြီးတော့ဒီပြစ်မှတ်ထားသွားမယ်ဆိုပြီးတော့တုံ့ပြန်လိုက်တယ်ဆိုပြီးတော့သိရတယ်ဒါလာမဲ့ဇန်နဝါရီမှာတော့တေချာပေါက် Joshua Zirkzee အသင်းမှာဆက်ရှိနေမယ်နိဗ္ဗာန်ဖြစ်သူအမော်ရင် Zirkzee ကိုဘလို့အသုံးချမလဲအမှန်တမ်းပြောရင် Zirkzee ရဲ့ပင်ကိုကစားဟန်ကနံပါတ်9 row အထောင်အဖြစ်တဲကစားလို့ရတဲ့တိုက်စစ်အမှုမျိုးမဟုတ်ဘူးသူကလည်းသူဟိုဘယ်လိုပြောမလဲအရက်ကြီးမိုးထိုးနေအောင်ရှေ့သိတိုင်အောင်သူရဲ့ပင်ကိုကစားဟန်ကဒီ link up play နဲ့ကစားဖို့အတွက်ပဲအားတန်တယ်သူရဲ့ပင်ကိုကစားဟန်က link up play နဲ့အဆင်ပြေတယ်ဆိုတဲ့ကစားသမားတစ်ယောက်ကိုသူအဆင်မပြေတဲ့ကစားကွက်ထဲမှာဒီအမိုရင်တယောက်ပုံမှန်ဒီဘင်ဂျာမင်ဆပ်စကိုကိုတုံးတယ်လို့မျိုးပဲတုံးတယ်လို့ခံစားရတယ်အဲ့တော့အမိုရင်တယောက်ဒီဆပ်စကိုတန်အားရနေတဲ့အနေအထားမျိုးမှာတူးသေးသောဒီတိုက်စစ်မှုလို့ပြောလို့ရတဲ့ Joshua Zirkzee ကိုဘယ်လိုကင်တွယ်သွားမလဲဒါလည်းစိတ်ဝင်စားဖို့ကောင်းပါတယ်ဒီလူငယ်ကစားသမားတွေဖြစ်ကြတဲ့ဒီ OB နဲ့ Haven ဒီ Diego Leon ဒီလိုလူငယ်ကစားသမားတွေကိုတော့လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာကလပ်အသင်းကအငှားချနိုင်ဖို့အတွက်စီစဉ်နေတယ်ဆိုပြီးတော့သိရပါတယ်အခုအချိန်ဒီမှာဒီပရီးမီးယားလိရဲ့ကလပ်အသင်းကြီးအများစုလိုချင်နေကြတဲ့ဒီစမန်ယိုကိုတော့လောလောဆယ်မှာဒီ Manchester City နဲ့အတူပဲဒီစပါးအသင်းတွေကလည်းထိပ်ဆုံးစိတ်ဝင်စားတဲ့ကလပ်အသင်းတွေအဖြစ်ပူးတွဲရပ်တည်နေတယ်ဒီထက်မှာလည်းကျွန်တော်တို့ကလပ်အသင်းလည်းပါတယ်အဓိကကတော့ဒီကစားသမားကဒီတင်ငိမ့်တဲ့ခြေစွမ်းကိုပုံမှန်ပရီးမီးယားလိမှာပြထားနိုင်တယ်လက်တလုံးမှာဘုံမောက်အသင်းကိုယ်တိုင်ရုန်းကန်နေရတယ်ဒီကလပ်အသင်းရဲ့စုဖွဲ့မှုအားရော့သွားတဲ့အတွက်ကစားသမားဖြစ်သူကိုယ်တိုင်လည်းပုံမှန်ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့အနေအထားမျိုးရှိတယ်ဆိုပေမဲ့ဒီကစားသမားကဒီသူကပရီးမီးယားလိမှာ
ကစားဖို့အတွက်လုံလောက်တဲ့အရေးချင်းရှိတယ်ဆိုတာကိုတက်တည်ပြခဲ့ပြီးသားကစားသမားဖြစ်တယ်ဒီအတွက်ကြောင့်ပဲကလပ်တင်းကြီးအများစုကသူ့ကိုလိုချင်နေကြတယ်သူ့ရဲ့စာချုပ်ဖြတ်သိမ်းခြင်းကလည်းလာမယ့်ဇန်နဝါရီမှာအသက်ဝင်မယ်လို့ကျွန်တော်တို့သိရတယ်စာချုပ်ဖြတ်သိမ်းခြင်းကလည်းကစားသမားရဲ့လက်ရှိအရေးချင်းနဲ့ရှင်းမယ်ဆိုရင်တော့ပေါင်65တန်းဆိုတဲ့ပမာဏကများတဲ့ပမာဏမဟုတ်ဘူးဒီတော့ဒီကျွန်တော်တို့စမန်ယိုကိုခေါ်ဖို့အတွက်ဆိုရင်တော့ Manchester City နဲ့ Tottenham Hotspur ဒီလိုအသင်းတွေကိုကျွန်တော်တို့အနိုင်ပိုင်းပြီးတော့အရောက်ခွန်နိုင်ဖို့တော့လိုအပ်တယ်ကျွန်တော်ကတော့အသင်းရဲ့ဒီလက်ဝဲမီဖီတာနေရာကိုအားဖြည့်ဖို့အတွက်ဆိုရင်တော့စမန်ယိုကအသင့်တော်ဆုံးကစားသမားဖြစ်တယ်လို့ခံစားရတယ်တစ်ဖက်မှာတော့ကျွန်တော်တို့ Ryan Mbeumo နဲ့ဒီ Ahmed Diallo ကစားမယ်မေဆန်မောင်းသို့မဟုတ်မာတီယာခွန်ညာနဲ့ဒီစမန်ယိုတွဲကစားမယ်ဆိုရင်တော့အသင်းရဲ့တိုက်ဆက်ကတော်တော်လေးကိုအားကောင်းလာမယ်လို့ကျွန်တော်ခံစားရတယ်ဒီနေရာမှာကွင်းလယ်ပိုင်းသာအားဖြည့်ခဲ့မယ်ဆိုရင်တော့တေချာပေါက်ကျွန်တော်တို့ရာသီကုန်မှာချန်ပီယံလိဝင်ရကိုရမယ်ဆိုတဲ့ခံစားချက်မျိုးကိုပေးလာနိုင်မယ့်အနေအထားမျိုးရှိတယ်စမန်ယိုကိုကျွန်တော်တို့ကလည်းအသင်းအရာခေါ်နိုင်မလားပို့ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကတော့လာမယ့်ဇန်နဝါရီအပြောင်းရွှေ့ကာလတွေမှာဆက်ပြီးတော့လာမယ့်အနေအထားမျိုးရှိတယ်ကူပီမိုင်းနိုနဲ့ပတ်သက်ပြီးတော့မိုင်းနိုကိုလိုချင်တဲ့ကလပ်အသင်းအများကြီးရှိတယ်ဒီဆက်ကမှဒီနာပိုလီနဲ့အဆွန်ဗီလာတို့ကကလပ်အသင်းကိုတရားဝင်ကမ်းလှမ်းမှုတွေပြုလုပ်ထားတယ်ဆိုပြီးတော့ကျွန်တော်သိထားရတဲ့အနေအထားမျိုးဖြစ်ပါတယ်မိုင်းနိုကအမှန်တမ်းပြောရင်ကလပ်အသင်းမှာပဲဆက်နေခြင်းနဲ့သူကကမ္ဘာဖလားမှာဒီရွေးချယ်ခံရခြင်းတဲ့အတွက်ပေါ်ထွက်ခွင့်လိုချင်တဲ့အတွက်ကြောင့်သာဒီကလပ်အသင်းတစ်ခုကိုယာယီအငှားနဲ့တွားကစားဖို့ဆန္ဒရှိနေတဲ့အနေအထားမျိုးဖြစ်ပါတယ်ကျွန်တော်တို့ကလပ်အသင်းကတော့ကိုပီမိုင်းနိုကိုအကျိုးမြတ်ရရင်ရောင်းချပြီးတော့တခြားဒီကွင်းလယ်ကစားသမားတစ်ယောက်နဲ့အားဖြည့်ဖို့အတွက်ကြီးပဲထားတဲ့အနေအထားမျိုးရှိပါတယ်အသင်းရဲ့ကွင်းလယ် target ကစားသမားဖြစ်တဲ့ဒီအန်ဒါဆန်နဲ့ပတ်သက်ပြီးတော့လက်တလောမှာတော့ဒီအန်ဒါဆန်ကို Manchester City အသင်းဟောင်း Newcastle တို့ကပါဒီလိုချင်နေတယ်ဆိုပြီးတော့သိရတယ်ဒီမြလည်းမကပါဘူးအန်ဒါဆန်ကို Premier League မှာကလပ်အသင်းကြီးအများစုအလိုရှိနေတဲ့အနေအထားမျိုးဖြစ်ပါတယ်သို့ပေမဲ့ဒီအရင်တုန်းကလွန်ခဲ့တဲ့ဒီ season 100ဒီကျော်200ဒီလောက်က Manchester City လိုချင်တယ်ဆိုရင် Pep Guardiola ရဲ့အချိန်အဝါကြောင့်စားသမားအများစုက Guardiola စီကိုပဲသွားကျင်ကြတယ်တိုးတော့လက်တလုံးမှာတော့ဒီအချိန်တွေကကွဲပြားခြားနာတဲ့အနေအထားမျိုးဖြစ်သွားပြီ Guardiola ကိုယ်တိုင်ရုန်းကန်နေရတယ်ပြီးခဲ့တဲ့ဒီ Champions League ပွဲစဉ်မှာဒီဟာလန်လိုကစားသမားမျိုးကိုပွဲထွက်ခွင့်မပေးခဲ့တဲ့အတွက်သူကိုယ်တိုင်ဝေဖန်မှုတချို့နဲ့ရင်ဆိုင်ခဲ့ရတာတွေရှိတယ်ဒီတော့ကြောင့်ဒီအန်ဒါဆန်ကိုကျွန်တော်တို့ကလပ်အသင်းကဒီ Manchester City နဲ့အပြိုင်ခေါ်ဖို့အတွက်ကဟိုအရင်လောက်တော့အခက်ခဲမဲ့အနေအထားမျိုးမရှိဘူးဒီလိုအနေအထားမျိုးမှာပြီးခဲ့တဲ့ရာသီမှာကျွန်တော်တို့ကဒီ Premier League ရပဲကစားသမား2ယောက်ဖြစ်တဲ့ Mbeumo နဲ့မာတီယာခွန်ညာဒီလိုကစားသမား2ယောက်ကိုခေါ်တယ်2ယောက်စလုံးကအသင်းမှာအဆင်ပြေနေတယ်ဒါကလည်းပဲအန်ဒါဆန်ကိုဆွဲဆောင်ဖို့အတွက်ဒါနီလန်တစ်ခုဖြစ်လာနိုင်တယ်ကျွန်တော်တို့ကလပ်အသင်းကဒါမဲ့ဇန်နဝါရီမှာတော့ဒီစမန်ယိုရောအန်ဒါဆန်ကို2ယောက်စလုံးကိုရဖို့တော့ခက်ခဲတယ်သို့ပေမဲ့ချန်ပီယံလိဝင်ခွင့်ရဖို့အတွက်အသင်းပိုင်ရှင်တွေကဒီကစားသမား2ယောက်ကိုဇန်နဝါရီမှာခေါ်ယူဖို့အတွက်ကလည်းဖြစ်လာနိုင်တယ်မျှော်လင့်ချက်တွေလည်းအများကြီးရှိတဲ့အနေအထားမျိုးပါဘာပဲပြောကျွန်တော်တို့ကလပ်အသင်းအနေနဲ့ဒီလာမဲ့ဇန်နဝါရီအပြောင်းအရွှေ့မှာကွင်းလယ်တနေရာနဲ့ဒီလက်ဝဲမီဖီတာနေရာကိုအားဖြည့်ခဲ့မယ်ဆိုရင်တော့သိကြပါဦးချန်ပီယံလိဝင်ခွင့်ရရှိဖို့တော့အလားအလာတွေအများကြီးရှိပါတယ်အနည်းဆုံးတော့ကျွန်တော်တို့ကလပ်အသင်းကဒီတယောက်လောက်အားဖြည့်နိုင်ခဲ့မယ်ဆိုရင်တော့မှပဲယူရိုပါလိအတွက်ကတော့အာမခံချက်ရှိမှအနေအထားမျိုးပါကြည့်ရှုအားပေးကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ